မလာရှန်ကောဆိုတာနဲ့အရင်ဦးဆုံးအိမ်ကိုတတိရတယ်အိမ်မှာတော့ကကိုကစိုက်ဖွင့်တယ်မလာရှန်ကောစိုက်ဖွင့်တယ်ဆိုတော့အိမ်ကိုတတိရတယ်ပေါ့နော်အခုတလောပါလို့အိမ်ကိုပဲတတိရနေတယ်ဘာဖြစ်ဖြစ်အိမ်မှအိမ်ပဲဖြစ်နေတယ်မိုးရတီရောက်လာလို့ပဲလာတော့မသိဘူးပေါ့နော်အိမ်ကိုလွှမ်းရင်ပါလှုပ်စားဖြစ်ကြတယ်ကျမကတော့အိမ်ကိုလွှမ်းရင်တော့မလာရှန်ကောလေးလှုပ်စားဖြစ်ပါတယ်ဒီမှာလှုပ်တဲ့အရတာနဲ့မြန်မာနိုင်ငံမှာတော့ရောင်းတဲ့အရတာကလုံးဝမတူဘူးပေါ့နော်။ဘာကြောက်ကွဲတော့လဲတော့တေချာမသိဘူးပေါ့နော်။မီးကြောက်မဲလားတော့မသိဘူးရှင်။ရေနဲ့လဲဆိုင်တယ်လားတော့မသိဘူးပေါ့နော်။တောင်ပေါ်မှာဆိုတော့အတီးအရွက်တွေလက်ဆက်တယ်ပြီးကြတော့မြန်မာပြည်ကအသားငါးတွေလည်းပူစားလို့ကောင်းနေဒီမှာထက်ဆိုင်ပေါ့နော်။ဒီမှာကြတော့နနံပင်အောင်မှအနံ့သိမ့်မရှိတယ်လို့ခံစားရတယ်ပေါ့နော်။ဒီမှာလာရှန်ကောအနည်းကတော့ရှင်းမိုင်ဘက်ကမှလာတာဖြစ်ပါတယ်။အရင်ကတည်းကမှထားတာအခုထိမကုန်သေးဘူးပေါ့နော်အရင်တော့အများကြီးပါတယ်တစ်ထုပ်ကို200ကျော်ပေါ့နော်ဟိုကတော့သူကတော့တစ်ထုပ်ကို200ကျော်ပဲဒါပေမဲ့သူကပမာဏချော့ချလိုက်ပြီပေါ့နော်အရာရာကုန်စည်နှုန်းတွေတက်နေတယ်ဆိုတော့သူလည်းစေးတော့တက်မှာပေါ့နော်ကဲဒါပြီးသွားပြီဆိုတော့စားကြပါအောင်ရှင်ကဲစားလိုက်ဦးမယ်နော်ကဲပါနောက်နေ့မှာဗီဒီယိုနဲ့တက်လာမလဲဆိုတာမျိုးပြကြအောင်နော်ရှင်